အားလုံးပဲမင်္ဂလာပါရှင်long time no see ပါမတွေ့ရတော့ကြာနေပါပြီမတွေ့ရကြာသွားလို့လဲ sorry ပါလို့ဒီနေ့ကတော့ဒီပေါ့နော်မလောက်ရကြာပြီဆိုတော့ pick up reading လုပ်ပေးချင်ပါတယ်ဒီနေ့ pick up reading လေးကကြတော့လက်ရှိမှာစူးစမ်းနေရတဲ့အတွက်ပေါ့နော်ဒီကိုအနေနဲ့ဒီအနာဂတ်မှာပေါ့နော်ဘယ်လိုပြောရမလဲတခြားလူတွေရဲ့အကူအညီထောက်ပံ့ကင်းနဲ့ independently ပေါ့နော်ကိုချစ်တော့ကိုရက်တီးပြီးတော့နေနိုင်မှာလားဘယ်လောက်အတိုင်းတာအထိပေါ့နော်ကိုအားကိုလို့ရနိုင်မလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးနေတာပေါ့နော်ကိုအနေနဲ့ကိုဖြစ်ရှင်တဲ့ဟာကိုဖြစ်ရှင်တဲ့အတိုင်းတာအထိပေါ့နော်ကိုအနေနဲ့ဖြစ်လာမလားဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးကြည့်ပေးချင်ပါတယ်ဆိုတော့ pi 1 2 3 ပုံမှန်တိုင်းပဲပေါ့နော် pi 1 2 3ဆိုပြီးရှိပါမယ်ကိုအနေနဲ့ပေါ့နော်ဒီအနာဂတ်မှာပေါ့လုံးဝကိုချောက်ကိုရက်တီလာနိုင်မှာလားပေါ့နော်ဆိုတော့ဒီဟာလေးကပိုင်း3ခုပါ pi 1 pi 2 and pi 3 crystal လေးချပေးမယ်ပေါ့နော်ဆိုတော့ဒီ coin လေးကဒါ pi 1ဖြစ်ပါမယ်ဆိုတော့ပြီးသွားရင်ဒီဟိုပါလေး pendulum လေးက pi 2ဖြစ်ပါမယ်နောက်ပြီးတော့ရင်ဒီ crystal လေးမီးကနည်းနည်းမောင်နေမှာဒီ crystal လေးက pi 3ဖြစ်မယ်ပေါ့နော် pi လေးနဲ့ရွေးလို့လည်းရတယ်လို့ကိုယ်နဲ့ number လေးနဲ့ရွေးလည်းရတယ်ပေါ့နော်ဒီဆိုတော့ pi 1သမားလေးအနေနဲ့အနာဂတ်မှာကိုယ်အနေနဲ့ဒီကိုချတော့ပေါ်ကိုရက်တီလာနိုင်မှာလားဆိုတော့ oh my god yes အထူးသဖြင့်ပေါ့နော်ဒီမှာကိုကဘောနော်မိန်းကလေးဖြစ်တယ်တိတ်ပြီးတော့ကိုအနေနဲ့ငါလုံးနိုင်မှာမလားစဉ်းစားနေတယ်ဆိုလို့ရှိရင်တေချာဘောကိုလုံးနိုင်လိမ့်မယ်ယောက်ျားလေးမိန်းကလေးတော့မခွဲဘူးပေါ့နော်တေချာဘောလုံးနိုင်လိမ့်မယ်ကိုက independent ဖြစ်နေနေရမဲ့စားတာပါတယ်နောက်တစ်ခုကကြတော့ကိုချောက်ဘောကိုရက်တည်နိုင်တဲ့အပြင်ပေါ့နော်ကိုအနီးနားလူတွေကိုပါထောက်ပံ့ပေးကမ်းနိုင်တဲ့အတွက်ကြောင့်မလို့ကိုပေါ့နော်ချစ်တဲ့ကိုကူညီခြင်းတဲ့လူများပြီးတော့မြန်မာလိုခေါ်ရင်ဘယ်လိုပြောမလဲအချွေရန်ပေါ်တယ်လို့ခေါ်မလားအပေါင်းအသင်းပေါ်တယ်လို့ခေါ်မလားအဲ့လိုမျိုးလေးကိုမြင်ရတယ်ဖိုင်ဝမ်သမားတွေကဒီပေါ့နော်ဒီမှာဆိုလို့ရှင်ဒါမိခင်ဆိုရဲကတ်လေးပေါ့နော်ဖိုင်ဝမ်သမားတွေကဒီအမေတွေလိုပဲသူတို့ကဒီကိုဘဝမှာပေါ့နော်ကိုတင်မဟုတ်ဘူးတခြားလူတွေကိုပါကူညီနိုင်ကြစေနာအဲ့လိုပုံစံမျိုးမြင်ရတယ်ပေါ့နော်တချို့လူတွေကဒီ charity work တွေနဲ့ပေါ့နော်နောက်ပိုင်းမှာလုပ်ဖြစ်ဖို့အများကြီးရှိတယ်ဒါလေးပေါ့နော်ဒါဘိုင်ဝမ်သမားလေးဖြစ်ပါတယ်ဘိုင်ဝမ်သမားလေးအရန်ကောင်းပါတယ်လို့နော်ဆိုတော့ဒီဟာလေး pendulum လေး pi 2ပေါ့နော် pi 2သမားရဲ့အနေနဲ့ဒီကိုဘဝမှာပေါ့နော်ဘယ်လိုပြောရမလဲ independent ဖြစ်နေနိုင်မှာလားဆိုတော့နေနိုင်မှာတိလားဒါပေမဲ့ဘာတွေ့ရလဲဆိုတော့ပိုင်းတူသမားလေးတွေကပေါ့နော်အဲ့လိုမျိုးရတာမလို့လိုတာမရကိုကဘလောက်ထိအဲ့လိုမျိုးကိုကြတော့ပေါ်ရက်တည်နိုင်တယ်အလိုမပြည့်ဘလောက်ပဲပေါ့နော်ကိုရက်တည်နိုင်တိုင်းကိုအလိုမပြည့်ရဲ့ဟာလေးကိုသွားပြီးတော့မြင်ရတယ်တိလားဘယ်လိုပြောရမလဲသိပြီးတော့ပေါ့နော်ရှိတာနဲ့သိမရောက်ရဲမတင်းတိမ်နိုင်တဲ့ပုံစံလေးကိုသွားပြီးတော့ fight to သမားလေးမှာတွေ့ရတယ်ဆိုတော့အဲ့ဒါလေးနည်းနည်း short လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ်တိုင်နားလည်လာလိမ့်မယ်ကိုဘယ်လောက်ထိ independent ဖြစ်လဲကိုဘယ်လောက်ထိကိုကြောက်ပေါ်ကိုရက်တည်နိုင်လဲပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုကအဲ့လိုမျိုးတည်နေအနေအထားတစ်ခုမှရှိမယ်ဆိုတာရှိမယ်ဆိုတာကိုအနေနဲ့ကိုသိလာလိမ့်မယ်ဆိုတော့ fight to သမားလေးတွေအဲ့လားလေးတစ်ခုရှိရပေါ့နော်ကိုလက်ရှိမှာကိုကလုံနိုင်နေတဲ့ဟာလေးကိုအတိမတ်ပြုတ်ပေးဖို့လိုတယ်အဲ့ဒါလေးဘိုင်2သမားလေးမြင်ရပါတယ်ဘိုင်3ဒီ final ဘိုင်3သမားလေးအတွက်ကကြတော့ဒီ independent ဖြစ်နေနိုင်မလားပေါ့နော်နောက်ပိုင်းမှာဘိုင်3သမားလေးတွေကလေဘာလို့တော့တွေ့ရလဲဆိုတော့ဘိုင်3သမားလေးဒီမှာပေါ့နော်ကိုဘဝမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုနောက်ကိုဆွဲထားတဲ့အဆွဲလေးတွေအမြဲရှိတတ်တယ်ကိုရမမိသားစုလားတကူကိုအချောက်ပေါ်ကိုရတည်ရမယ်ဆိုရှင်ကိုရမအပေါင်းအသင်းလားတငယ်ချင်းလားညီကိုမောင်နှမလားလူမျိုးဆွဲလေးကိုနောက်ဆွဲလေးနည်းနည်းများတယ်တိလားကိုကပေါ့နော်ဒီကိုချောက်ပေါ်ကိုရက်တည်နိုင်တဲ့အနေအထားမျိုးမှာရှိနေပေမဲ့ပေါ့နော်အဲ့လိုကိုအနောက်ကလူတွေကိုပြန်ပြီးတော့လို့ထောက်ပံ့ရတာပေးရတာပြုရတာဒီကြောင့်ပေါ့နော်အဲ့ဒါလေးတွေကကိုဒီပေါ့နော်
ကိုချောဘောကိုရက်တည်ရဲ့နေရာမှာအလေးအပင်လေးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးရှိရယ်ပိုင်းတူသမားလေးတွေကတချို့ပေါ့နော်မလိုအပ်တဲ့အလေးပင်တွေကိုအနေနဲ့မမြင်ကြအောင်ဆောင်ပြီးတော့ဖြုတ်ချထားနိုင်မှာတော့ကကြမှာပေါ့နော်တချို့ရေးပါတဲ့အလေးလုံးတွေပေါ့နော်မိသားစုလိုမျိုးတွေဒါမျိုးတွေကတော့ပေါ့နော်ဘယ်လိုပြောရမလဲလွတ်ချလို့မရနိုင်ဘူးပေါ့နော်သို့ပေမဲ့လည်းဒီလွတ်ချလို့ရနိုင်တဲ့အလေးလုံးတွေပေါ့နော်အဲ့ဒါတွေကိုအနေနဲ့ကအဲ့လိုမျိုးမတိကြအောင်ဆောင်ပြီးတော့သွားမှပေါ့နော်ဒီ independent ဖြစ်တဲ့နေရာကိုရောက်မယ်နောက်ပြီးရင်ဘာလို့မြင်ရလဲဆိုတော့ bike 3သမားလေးတွေကပေါ့နော်ကိုချောက်ဘောကိုရက်တည်နိုင်တဲ့ level ဘယ်လောက်မြင့်သွား decision ကိုချတဲ့နေရာမှာအရန်အားနေတာမြင်ရတယ်အဲ့လေးလေတစ်ချက်လောက်ပါလို့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ကတော့ပေါ့နော်မတွေ့ရကြတဲ့စာရှိပုဒ်terrorism ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲရှင်5 1 5 2 5 3အားလုံးပဲပေါ့နော်လက်ရှိမှာစူးစမ်းနေတဲ့အားလုံးပဲ fighting မှာကိုကြည့်မှုရှိပါအားလုံးအဆင်ပြေသွားမှာပါ fighting မှာအားလုံးပဲ bye bye